皆さんおはようございます。ဒီနေ့ကတော့ညီမတို့ Sakura Sister ကနေကျောင်းသူအယောက်20ကျော်ကဂျပန်နိုင်ငံမှာခိုင်ကောအလုံးနဲ့တွားရောက်လုပ်ကိုင်မှုအတွက်ဂျပန်လူမျိုးနဲ့အင်တာဗျူးဖြေဆိုတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။အဲ့တော့အခုသူတို့တွေကအင်တာဗျူးမဖြေခင်မှာ IQ test ဖြေရမှာလည်းဖြစ်တဲ့အတွက်ကြောင့်ဒီ test တွေနဲ့ပတ်သက်ပြီးတော့ရင်ခုန်စိတ်လှုပ်ရှားမှုဘယ်လောက်တောင်ရှိနေလဲဆိုတာကိုသွားပြီးတော့ဆက်စုကြည့်မှာဖြစ်တဲ့အတွက်ကြောင့်ခဏလောက်လိုက်ခဲ့ပေးပါအောင်နော်။ Helloမင်္ဂလာပါရှင် ဟုတ်မင်္ဂလာပါမ ဟုတ်ကဲ့ညီမလေးဒီပေါ့နော်ဒီနေ့ကညီမလေးတို့အင်တာဗျူးဖြေဖို့အတွက်ဒါဟိုတယ်ကိုလည်းရောက်နေပြီဆိုတော့အခုညီမလေးဘယ်လိုဖြစ်နေလဲစိတ်လှုပ်ရှားနေလားရင်တုန်နေလားပျော်နေလားပေါ့နော် တော်တော်လေးကိုစိတ်လှုပ်ရှားပါတယ်အဲကြောင့်တနားရီလောက်ကြိုပြီးထွက်လာ တနားရီလောက်ကြိုပြီးထွက်လာဟုတ်ကဲ့ဟုတ်အဲ့တော့ပေါ့နော်ဒီနေ့အင်တာဗျူးဖြေဖို့အတွက်ကိုရောအကောင်းဆုံးပြင်ဆင်ခဲ့လား ဟုတ်ကဲ့ဟုတ်မနေ့ကလေတနေ့ကုန်တော့ဆက်စစ်တင်ပြရတဲ့အတိုင်းပေါ့နော်အကုန်လုံးတော့မှတ်ထားတယ်ပေါ့ဒါပေမဲ့အင်တာဗျူးအခန်းထဲမှာရင်တုံမျောမိပါမှာစိတ်မေးတာမှစိတ်ကူရပါတော့ဟုတ်ကဲ့ရှင်ဟုတ်အဲ့တော့ဒီနေ့အင်တာဗျူးဖြေဖို့အတွက်ကိုဒါအရင်ဆုံး IQ test ကိုအရင်ဖြေရမှာပေါ့နော်အဲ့ IQ test နဲ့ပတ်သက်ပြီးတော့ဘာလေးတွေဘယ်လိုပြင်ဆင်ထားလဲမသိဘူး အဲ့ဒါလေးတင်ပြထားတဲ့ဟာတွေကိုပေါ့နော်မြင်မြန်ဆန်ဆန်နဲ့ရေးနိုင်အောင်ပေါ့အဓိကချိန်မယ်ဆိုလည်းမြင်မြန်ချိန်နိုင်အောင်ပေါ့ခြေရောက် PT လို့မျိုးပေါ့မြင်မြန်ချိန်နိုင်အောင်လုပ်ပါမယ်ဟုတ်ကဲ့ရှင်ဟုတ်အဲ့ဖိုက်တင်မှာ ဟုတ်ကဲ့ဟုတ်ကျေးဇူးပါမယ်ဟုတ် ဆိုလို့ရှိရင်နောက်တစ်ယောက်ကိုထပ်ပြီးတော့ဆက်စုကြည့်ကြရအောင်ညီမလေးမင်္ဂလာပါရှင် ဟုတ်ကဲ့မင်္ဂလာပါရှင် ညီမလေးပေါ့နော်အခုဒါခဏနေကြရင် IQ test ကဖြေရတော့မယ်ဆိုတော့ဖြေရမယ့်အချိန်မှာအခုပေါ့နော်ဘယ်လိုမျိုးခံစားနေရလဲပျော်နေလားစိတ်လှုပ်ရှားနေလားရင်တုန်နေလား ဟုတ်ကဲ့နည်းနည်းလေးတော့စိတ်လှုပ်ရှားပါတော့ဒါပေမဲ့လည်းအခုလိုမျိုးကုမ္ပဏီကြီးကြီးကနေပြီးမှကိုယ်တိုင်ပေါ့နော်ဒီဥက္ကဋ္ဌကိုယ်တိုင်လာပြီးတော့အင်တာဗျူးရတော့လည်းအရန်ကိုဝမ်းသာပြီးတော့ကိုယ့်အတွက်လည်းတကယ်ဟို အတွေ့အကြုံကောင်းတစ်တွေရ အတွေ့အကြုံကောင်းတစ်တွေလည်းရရှိနိုင်မယ်လို့တော့ထင်ပါတယ်ရှင် ဟုတ်ကဲ့ရှင်ဟုတ်အဲ့တော့ဒီနေ့အတွက်ရောပြင်ဆင်ထားရတွေဘာတွေအတွက်ကိုယုံကြည်မှုရှိလား ဟုတ်ကဲ့ပြေဝယုံကြည်မှုရှိပါရှင် ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ညီမတို့အကုန်လုံးပေါ့နော်အတူတူဂျပန်လိုလေးတစ်ခေါက်လောက်អော်ကြည့်ကြရအောင်ကဲဒါဆိုလို့ရှိရင်ဂျပန်လိုတူတူអော်ကြည့်ကြရအောင်1 2 3よしよし行くぞありがとうございます